တက္ကသိုလ်ကျောင်းသူကကစ်တယောက်ကကျောင်းသွားဖို့တချင်းလေးဆိုပြီးအလှပြင်နေတာပေါ့အလှလဲပြင်ပြီးတော့အပေါ်ထက်ကနေလေကားအတိုင်းတရုံတုံးနဲ့ပစက်ကအော်ပြီးပြေးစင်းသွားရင် မေမေကော်ဖီတောက်တော့မယ် ဖျားခန်းမှာဖျားဝတ်ပြုနေတဲ့အဖေကလှမ်းခေါ်လိုက်တာပေါ့ဟဲ့သမီးအပေါ်ပြန်တက်ခဲ့စမ်းကစ်ကစ်ကရှုံးမဲမဲနဲ့ပြန်တက်လာခဲ့တယ်အဖေဖြစ်သူကစူတော့တာပေါ့ ဖေးသမီးကိုဘယ်နှကပြောရမလဲမင်္ဂလေးဘီနေရမယ်ထိုင်ရမယ်လေကားစင်းတာဒီလောက်ကြမ်းရသလားတွားခုပြန်စင်းဘာသာမကြားချင်ဘူး ကစ်ကစ်ကလည်းစကားနားထောင်ပုံရတယ်ဘာတမ်းမှမကြားရဘူးလေကစ်ကစ်မိဖို့ရဲ့ကိုရောက်လာတော့မေကပြောတာပေါ့ဖေဆိုတာစိတ်မိပါနဲ့သမီးရဲ့သမီးကိုအိမ်တရေရရအမျိုးကောင်းသမီးလေးဖြစ်စေခြင်းလို့ပါ သမီးနားလဲပါတယ်မေမေရဲ့ အေးသမီးလေးကလိမ္မာပြီးသားပါကွယ်ဒါနဲ့ခုနကခြေတံမကြအောင်ဘလို့များဆင်းလာတယ်လဲသမီးရဲ့ လေကားလက်ရန်ကိုခုတ်ပြီးရှော့ချပြီးဆင်းလာခဲ့တာပါမေမေ အေးရော့ဟဲ့ကလေးမညင်းအဲ့လိုဆက်စလူးမထနဲ့နော်